မှနေနိုင်မဲ့ခန်းခံလိုက်ပြနော်ဒါတော့မပြီးသေးဘူးပေါ့နော်ဒီမှာဒါ living dining kitchen 20အခုလောက်ရှိတယ်ထပ်50မှာကိုယ့်ဘက်ကဟာနေတာ40ညဘက်မှာသူ့ကျိုး egg ဒီမှာ kitchen အထောက်လာပြီကြောက်ပြားရည်ဒါအကုန်လုံးကယူရိုကလာတဲ့ကြောက်ပြားတွေသုံးပြီးတာဘယ်နိုင်ငံလဲဆိုတော့မသိပါဘူးရှင်းတယ်ဒီမှာကိုရောဘောမျိုးနော်ရှင်းပဲနော် living dining kitchenဒီဘက်မှာအခန်းတစ်ခန်းပါမယ်အခန်းတစ်ခန်းနဲ့ sky view နဲ့ဒါကသူ့ရဲ့ cabinet ဒီရှိမှာကဒီကောင်စတိုးနောက်တစ်အခန်းတစ်ခန်းsky view နဲ့သူရဲ့ဝတ်ပြီးတော့ဒါကဘေးစင်အင်တာတိုင်လက်ဒီမှာပလတ်စံရဖြစ်ဒီကောင်ကဘေးစင်အဝတ်လျှော်စက်ရေချိုးကန်ဒီရမဖွဲ့အော်ဒါဒီမှာဝှေ့ရှော့ဆက်အဲ့ဆိုးနေပြီနော်ဒီမှာရေချိုးကန်ရှိနောက်ဆုံး master bedroom လို့ပြောဒီဘက်မှာတက်ဒီချိုးကန်တဲ့အိမ်သားနဲ့ဟိုလမ်းထွက်လာဟိဒီကံလို့ရှိ